ဂျပန်နိုင်ငံဆိုင်တာမပြည်နယ်အနောက်တောင်ပိုင်းမှာတည်ရှိတဲ့ဟန်နိုမြို့လေးကပုံမှန်အားဖြင့်တော့အေဂျန်တိတ်ဆိတ်တဲ့စင်ကြေပုံမြို့လေးတစ်မြို့ဖြစ်ပါတယ်။ဒါပေမဲ့လည်းဘယ်သူမှမျှော်လင့်မထားတဲ့နေ့တစ်နေ့မှာတော့ဒီမြို့လေးကသဘာဝတရားရဲ့ရက်ဆက်ချမ်းကျုပ်တဲ့ဒဏ်ကိုအဆိုးရွားဆုံးခံစားလိုက်ရပါတယ်။အဲဒီနေ့ကတော့အလွန်ပြင်းထန်လာတဲ့ပျောက်ကြားမိုးကြိုးမုန်တိုင်းကြီးတစ်ခုကသမိုင်းတစ်လျှောက်မကြုံစဘူးအလွန်ကြီးမားလာတဲ့မိုးသီးမုန်တိုင်းကြီးနဲ့အတူဟန်နိုမြို့လေးစီကိုဝင်ရောက်တိုက်ခတ်လာခဲ့ဒီမုန်တိုင်းကြီးဝင်ရောက်လာတဲ့အခါမှာတော့မြို့ရဲ့ပုံမှန်ကားလမ်းမကြီးတွေကမျက်စိတမိတ်အတွင်းမှာပဲရေခဲတုံးတွေစီးဆင်းနေတဲ့မြစ်ကြီးတွေအလားအသွင်ပြောင်းသွားခဲ့တာကိုမျက်မြင်ကိုယ်တွေ့ကြုံလိုက်ရတဲ့သူတွေကထိတ်လန့်တကြားပြန်လဲပြောပြခဲ့ကြပါတယ်။ဒီလိုမျိုးရုတ်တရက်ဆန်လုံးတဲ့ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုကြီးကမုံလွယ်ပိုင်းအစောပိုင်းအချိန်လေးမှတင်ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ဒီဖြစ်ရဆိုကြီးကြောင့်မြို့နယ်တစ်ခုလုံးမှာကြီးမားကျယ်ပြန့်တဲ့ပျက်စီးဆုံးရှုံးမှုတွေနဲ့အနောက်ရှက်တွေအများအပြားဖြစ်ပေါ်ခဲ့ရပါတယ်။ရုတ်တရက်ရေကြီးရေရှမ်းမှုတွေဖြစ်ပေါ်လာသလိုအဆောက်အုံပိုင်းဆိုင်ရာပျက်စီးမှုတွေကားလမ်းသွားလာရေးစနစ်တွေလုံးဝရပ်တန့်သွားတဲ့အထိဆိုးရွားတဲ့ရင်ကြောပိတ်ဆို့မှုတွေကိုပါစက်တိုက်ဆိုသလိုကြုံတွေ့ခဲ့ရပါတယ်။ဒီဖြစ်ပျက်ကြီးကထိုချိုမြို့တော်နီးတစ်ဝိုက်ဒေသတွေမှာလေထုအခြေအနေပြောင်းလဲမှုတွေကဘလောက်တောင်ကြိုတင်ခံမှန်းရခက်ခဲလာပြီလဲဆိုတာကိုမိမောင်းထိုးပြလိုက်တယ်လို့ပဲဖြစ်ပါတယ်။ဂျပန်မိုးလေဝသအေဂျင်စီရဲ့ထုတ်ပြန်ချက်တွေနဲ့ဒေသတွင်းမိုးလေဝသစောင့်ကြည့်လေ့လာရေးအဖွဲ့တွေရဲ့မှတ်တမ်းတွေအရဆိုရင်တော့ဂျပန်နိုင်ငံအရှေ့ပိုင်းဒေသရဲ့အထက်ကောင်းကင်ယံမှာအလွန်တရာမတည်မငြိမ်ဖြစ်နေတဲ့လေထုဒုတယ်ကြီးတစ်ခုအောင်းနေခဲ့တာကြောင့်အခုလိုမျိုးပြင်းထန်တဲ့မုန်တိုင်းဆဲတွေကအလွန်ကိုလျင်မြန်တဲ့နှုန်းနဲ့ဖြစ်ပေါ်လာခဲ့တာဖြစ်တယ်ဆိုပြီးတော့သိရတာလည်းဖြစ်ပါတယ်။ကောင်းကင်ယံအထက်ပိုင်းကအလွန်ကိုအေးဆက်နေတဲ့လေတွေကမြေပြင်ကနေအထက်ကိုပြန်တက်လာတဲ့ပူနွေးပြီးတော့ဆူဆွတ်တဲ့လေတွေနဲ့ရုတ်တရက်အပြင်းထန်ရိုက်ခတ်မိသွားကြပါတယ်။အဲဒီလိုလေပူနဲ့လေအေးဖို့တိုင်းမိရာကနေအမြင့်ပေ1000နီးပါးလောက်အထိမြင့်မားတဲ့အေယာမတိမ်တိုက်ကြီးတွေအဖြစ်ကိုရုတ်တရက်ပြောင်းလဲဖြစ်တည်သွားခဲ့ပါတယ်။ဒီလိုဒေါင်လိုက်ဖြစ်တည်သွားတဲ့အေယာမတိမ်တိုက်ကြီးတွေကကောင်းကင်ယံမှာတဘာဝအတိုင်းကိုတည်ရှိနေတဲ့အေယာမရေခဲပြင်ကြီးတစ်ခုလိုအလုပ်လုပ်သွားခဲ့ပါတယ်။ဒီတိမ်တိုက်ကြီးတွေလေတွေကနေပြီးတော့တနာရီဆိုတဲ့အချိန်တိုလေးအတွင်းမှာတင်ဟန်နိုမြို့လေးအပေါ်ကိုဒီတိမ်တိုက်ကြီးတွေကနေမိုးရီတွေအလုံးရင်းနဲ့တွန်ချလိုက်ရုံတည်းမကပဲတိမ်တိုက်ထဲမှာစုပုံနေတဲ့မိုးသီးတွေကိုပါအစမတန်များပြားတဲ့ပမာဏနဲ့ရွာချပြလိုက်ပါတယ်။တကယ်တော့အဲ့ဒီနေ့မနက်ခင်းလေးကတခြားသောနွေရာသီအစောပိုင်းမနက်ခင်းနေလိုပါပဲပူနွေးတဲ့အပူချိန်လေးရှိနေပြီးတော့နေရောင်ကြီးလေးတွေကလည်းနေရာအနှံ့အသာရစွာနဲ့ကြားရောက်နေတဲ့တာမန်နေ့တစ်နေ့သာဖြစ်ခဲ့ပါတယ်။ဒါပေမဲ့လည်းမွန်တဲချိန်ကျော်လွန်ပြီးတော့တိတ်မကြခင်အချိန်လေးမှတင်လေထုအချိန်တွေကအလုံးဝကိုတိတိတသာချက်ချင်းကြီးပြောင်းလဲသွားခဲ့ပါတယ်။နေ့လယ်တနာရီမထိုးခင်12နာရီ40မိနစ်အချိန်လောက်ရောက်မှာတော့ဟန်နိုမျိုးလေးရဲ့ကောင်းကင်ယံတစ်ခုလုံးကအလွန်ကိုကြောက်မက်ဖွယ်ခေါင်းလောက်အောင်မဲမောင်ပြီးတော့အုံဆိုင်သွားခဲ့ပါတယ်။ဒေသခံပြည်သူတွေရဲ့ပြောပြချက်တွေအရဆိုရင်တော့အပူချိန်ကရုတ်တရက်ကြီးကိုထိုးကျသွားခဲ့ပြီးတော့ပြင်းထန်လွန်းတဲ့အလေပြင်းတွေပါတိုက်ခတ်လာခဲ့လို့ဆိုပါတယ်။ဒါဟာအလွန်ပြင်းထန်တဲ့လေစနမောင်းဒါမှမဟုတ်လေပြင်းမုန်တိုင်းကြီးတစ်ခုမဝင်ရောက်ခင်ပြသလေးရှိတဲ့ကနဝေမြောက်ချိုတင်လက္ခဏာရက်တွေပဲဖြစ်ပါတယ်။မကြခင်မှာပဲသဲထန်လွန်းတဲ့မိုးရွာသွန်းတန်တွေကိုဖုံးလွှမ်းသွားစီလောက်တဲ့အထိကျယ်လောင်လွန်လာတဲ့အတန်ကြီးထွက်ပေါ်လာပါတယ်။အဲ့ဒါကတော့တန်းနဲ့ချီတဲ့ရေခဲတုံးလေးတွေမိုးသီးလေးတွေကအိမ်ခေါင်မိုးတွေလာသာဆောင်နေနဲ့ခေါင်းရီအပေါ်ကိုအဆက်မပြတ်ရိုက်ခတ်ချဆင်းလာတဲ့နားကွဲမတက်ဆူညံတန်ကြီးပဲဖြစ်ပါတယ်။ချဆင်းလာတဲ့မိုးသီးတွေရဲ့အရွယ်အစားကလည်းပဲစီသေးသေးလေးတွေအရွယ်ကနေစားလို့ဖန်ကော်လီလုံးအကြီးစားအရွယ်စားလောက်ထိအမျိုးမျိုးရှိနေခဲ့ပါတယ်။မိုးသီးတွေကျလာတဲ့အချိန်အဟုန်နဲ့ပမာဏကလည်းအလွန်ကိုတိတ်တီးပြီးတော့များပြားလွန်းတဲ့အတွက်ကြောင့်အချိန်တိုအတွင်းမှာပဲမြေပြင်တစ်ခုလုံးကိုအဖြူရောင်ရေခဲပြင်ကြီးအဖြစ်လွှမ်းခြုံသွားစေခဲ့ပါတယ်။15မိနစ်ဆိုတဲ့အချိန်တိုလေးအတွင်းမှာတင်ပူနွေးနေတဲ့စင်ကြေပုံမြို့လေးရဲ့မြင်ကွင်းကစောင်းရသည့်အလေကောင်ကအလွန်အေးခဲနေတဲ့တန်ဒရာရေခဲပြင်ဒေသကြီးတစ်ခုအလားလုံးဝကိုပြောင်းလဲသွားခဲ့ရပါတယ်။ဒီလိုထိတ်လန့်စရာကောင်းလာတဲ့မြင်ကွင်းတွေကိုလူနေရဲကွက်တီတွေကဒေသခံတွေကိုယ်တိုင်လက်ကင်ဖုန်းတွေနဲ့ဗီဒီယိုမှတ်တမ်းတင်ထားနိုင်ခဲ့ပြီးဂျပန်နိုင်ငံတဝန်းလုံးမှာရှိတဲ့အမျိုးသားရုပ်သံလိုင်းတွေကနေတဆင့်ထုတ်လွှင့်ပြသခဲ့တဲ့အခါမှာတော့ကြည့်ရှုသူအားလုံးကိုအလွန်ပဲအံ့အားသင့်မင်တက်သွားစေခဲ့ပါတယ်။အကျယ်ဝန်းအားဖြင့်6မီတာလောက်ရှိတဲ့ဒေသရင်းကားလမ်းမကြီးတစ်ခုကအဖြူရောင်ရွှွန့်ရည်တွေရေခဲတွေအဆက်မပြတ်စီးဆင်းနေတဲ့အရာမရေစီးချောင်းကြီးတစ်ခုအဖြစ်ကိုလုံးဝပြောင်းလဲသွားခဲ့တာကိုမြင်
င်တွေ့ခဲ့ရပါတယ်။ရုတ်တရက်ကျဆင်းလာတဲ့မိုးသီးတွေရဲ့ပမာဏကအလွန်ကိုများပြားလွန်းတဲ့အတွက်မြို့နယ်ရေနုံမြောင်းစနစ်တွေအားလုံးလုံးဝကိုရေရှောင်နိုင်စွမ်းမရှိတော့ဘဲနဲ့ပိတ်ဆို့ကုန်ပါတယ်။ထွက်ပေါက်မရှိတော့တဲ့စုပုံနေတဲ့မိုးသီးတွေကရုတ်တရက်ကြီးထွားလာတဲ့ရေကြီးရေရှမ်းမှုတွေနဲ့အတူရေပေါ်ပေါ်လာခဲ့ပြီးတော့ဒါကုန်းစင်းလန်းလေးတွေအတိုင်းရေခဲမြင့်ငယ်လေးတွေဒါမှမဟုတ်အတိဒေသကရေခဲပြင်တွေလိုမျိုးတရွေ့ရွေ့မျောပါစီးဆင်းလာခဲ့ကြပါတယ်။ဂျပန်မိုးလေဝသအေဂျင်စီရဲ့တရားဝင်ထုတ်ပြန်ချက်အရဆိုရင်တော့ဟန်နိုမြို့လေးမှာနေ့လယ်တနာရီအတိအချိန်မှာပြီးဆုံးခဲ့တဲ့တနာရီတာအချိန်အတွင်းမှာတင်မိုးရေချိန်43မီလီမီတာအထိအံ့ဩစရာကောင်းလောက်အောင်ရွာသွန်းခဲ့တယ်လို့မှတ်တမ်းတင်ထားပါတယ်။တချို့သောသီးသန့်နေရာခွက်ကြားလေးတွေမှာဆိုရင်တော့ဒီထက်တောင်မှပုံမိုတိုးတောင်းတဲ့အချိန်လေးအတွင်းမှာမိုးရေချိန်31.5မီလီမီတာအထိအမြင့်ဆုံးရွာသွန်းခဲ့တယ်လို့ခန့်မှန်းထားပါတယ်။ဒါလောက်များပြားတဲ့မိုးရေချိန်ပမာဏကဒီနှစ်အတွင်းမှာဟန်နိုမြို့အတွက်အများဆုံးနဲ့အပြည့်အစည်အများဆုံးဖြစ်စေခဲ့တာတနာရီတာရွာသွန်းမှုစံချိန်အဖြစ်ကိုသတ်မှတ်ခံခဲ့ရပါတယ်။မိုးလေဝသပညာရှင်တွေကတော့အခုလိုမျိုးတည်တံ့ဖြစ်ပေါ်လာတဲ့ရာသီဥတုအခြေအနေကိုဂျပန်ဒေသရင်းအခေါ်အဝေါ်အားဖြင့်ပျောက်ကြားမိုးကြိုးမုန်တိုင်းလို့ခေါ်ဆိုလေးရှိကြောင်းရှင်းပြခဲ့ပါသေးတယ်။ဒီစကားလုံးကိုဘယ်လိုနေရာမျိုးမှာသုံးလဲဆိုရင်တော့အလွန်သိငယ်တဲ့နေရာကွက်ကွက်လေးတွေမှာအချိန်တိုလေးအတွင်းတဲထန်စွာရွာသွန်းတဲ့မိုးရွာသွန်းမှုမျိုးကိုဖော်ပြရမှာအသုံးပြုတာဖြစ်ပါတယ်။ဒီလိုမုန်တိုင်းမျိုးကရိုးရာမိုးလေဝသခံမှန်းချက် model တွေကိုအသုံးပြုပြီးတော့ကြိုတင်ခံမှန်းဖို့အလွန်ပဲခက်ခဲလာပါတယ်။ဒီအဖြစ်ဖြစ်ပေါ်လာရတဲ့အဓိကအကြောင်းရင်းကတော့အလွန်ကိုအင်အားပြင်းထန်ပြီးတော့ရေခဲမအောက်ရောက်နေတဲ့အေးဆက်လာတဲ့လေထုကြီးတစ်ခုကဂျပန်နိုင်ငံမြောက်ပိုင်းနဲ့အရှေ့ပိုင်းအထက်ကောင်းကင်ယံကိုဖြတ်တန်းရွေ့လျားလာခဲ့ပါတယ်။အဲဒီလေအေးတွေကနေရောင်ကြီးကြောင့်ပူနွေးဆူဆွနေတဲ့မြေပြင်ကလေပူတွေနဲ့ထွေးဆုံသွားတဲ့အခါမှာတော့အလွန်ပြင်းထန်တဲ့အပူချိန်ကွာဟမှုကြီးကိုဖြစ်ပေါ်စေခဲ့ပါတယ်။အဲဒီနောက်မှာတော့အသေးစားလေတိုက်ခတ်မှုပုံစံတွေကစိုက်တာမပြည်နယ်နဲ့ဇက်တောင်တန်းဒီအပေါ်မှာစုဆုံသွားကြပြီးတော့မြေပြင်ကလေပူတွေကိုအထက်ကောင်းကင်ယံစီကိုအလွန်ပြင်းထန်တဲ့အရှိန်အဟုန်နဲ့တွန်းတင်ပြလိုက်ကြပါတယ်။အမြင့်ပေ1000လောက်ရှိတဲ့တိမ်တိုက်ကြီးတွေရဲ့အထဲမှာတော့ရေခဲမအောက်ရောက်နေတဲ့အလွန်အေးဆက်လာတဲ့ရေစက်ကလေးတွေကအထက်ကိုတွန်းတင်နေတဲ့လေစီးချောင်းတွေကြောင့်အေးခဲနေတဲ့ဇုံတွေစီကိုအကြိမ်ကြိမ်အခါတွန်းတင်ခြင်းခံခဲ့ရပါတယ်။အဲဒီလိုရောက်သွားတဲ့အခါရေခဲအဖြစ်ပြောင်းလဲသွားပြီးတော့အောက်ကိုပြန်ကျလာတဲ့အချိန်မှာနောက်ထပ်ရေငွေ့တွေကိုထပ်မံဆုပ်ယူပြီးရင်အထက်ကိုပြန်လဲတွန်းတင်ခံရတဲ့ဒီလိုလေပတ်မှုဖြစ်စဉ်ကြီးဇက်တိုက်ဆိုသလိုဖြစ်ပေါ်နေခဲ့ပါတယ်။နောက်ဆုံးမှာတော့ရေခဲတုံးလေးရဲ့အချိန်လေးချိန်ကိုအထက်ကိုတွန်းတင်နေတဲ့လေစီးချောင်းတွေရဲ့ဆွမ်းအားထက်ပုံမိုအလေးချိန်လေးတန်လာတဲ့အချိန်မှာတော့တိမ်တိုက်တွေကမထိန်ထားနိုင်တော့ဘဲနဲ့အေယာမမိုးသီးတွေအဖြစ်မြေပြင်ပေါ်ကိုရုတ်တရက်အလုံးရင်းနဲ့ပြုတ်ချလာခဲ့ရပဲဖြစ်ပါတယ်။ဒါလောက်ဆိုးရွားပြီးတော့ပြင်းထန်လာတဲ့ရာသီဥတုစနစ်ကြီးဟန်နိုမြို့တစ်မြို့ထဲမှာတင်အဆုံးသက်သွားခဲ့ရတော့မဟုတ်ပါဘူး။ဟန်နိုမြို့ပေါ်ကိုမိုးရေတွေမိုးသီးတွေအကုန်သွန်ချပြီးတဲ့နောက်မှာတော့ဒီအလွန်တရာကြီးထွားနေတဲ့မုန်တိုင်းဆဲကြီးကန်တိုလွင်ပြင်ကြီးကိုဖြတ်တန်းပြီးတော့အရှိဘက်ကိုဆက်လက်ရွှေ့လျားသွားခဲ့ပါတယ်။အဲဒီလိုရွှေ့လျားသွားရလမ်းကြောင်းတစ်လျှောက်မှာလည်းသူ့ရဲ့ဖြစ်စည်းနိုင်စွမ်းအရှိန်အဟုန်တွေကလုံးဝရော့ကျသွားခြင်းမရှိခဲ့ပါဘူး။နေ့လယ်တနာရီအချိန်လောက်မှာတော့ဒီမုန်တိုင်းကြီးဘေးနာကအီရူမာမြို့ပေါ်ကိုတိုက်ရိုက်ဝင်ရောက်လာခဲ့ပြီးတော့အရီယာနေတဆင့်ထိုကိုရိုဇာဝါမြို့စီကိုဆက်လက်ပြီးတော့ဦးတည်သွားခဲ့ပါတယ်။ထိုကိုရိုဇာဝါမြို့ကိုရောက်သွားတဲ့အချိန်မှာတော့မုန်တိုင်းရဲ့ပုံစံအနှဲငယ်ပြောင်းလဲသွားခဲ့ပြီးပြင်းထန်တဲ့မိုးသီးရွာသွန်းမှုကနေတောင်လိုက်ရွာချနေတဲ့ရေဒီကွန်ကြီးတစ်ခုအလားတဲထန်လုံးနဲ့မိုးတဲထန်မှုအဖြစ်ကိုပြောင်းလဲသွားခဲ့ပါတယ်။ရုတ်တရက်အရေးကြီးရေရှမ်းမှုတွေကြောင့်အားကစားကွင်းအပြင်ဘက်ကကွင်းပြင်ကျကြီးပွဲစဉ်စတင်ဖို့နိုင်ပိုင်းအလိုလေးမှာတင်ရေတိမ်ရေကန်ကြီးတစ်ခုအဖြစ်လုံးဝကိုပြောင်းလဲသွားခဲ့ပါတယ်။အရှိန်အဟုန်နဲ့စီးစမ်းလာတဲ့ရေလုံးကြီးတွေကအားကစားကွင်းဝင်ပေါက်ကအတားအဆီးတွေကိုချိုးဝင်ရောက်လာပြီးတော့ရှုံရည်တွေကယထာပူတာယုံဂေးပေါက်တွေကနေတဆင့်အောက်ထက်လက်မဲ့ရောင်းချတဲ့ခန်းမတွေစီကိုလိုင်းလုံးတွေအလားရိုက်ခတ်ပြီးတော့ဝင်ရောက်လာခဲ့ပါတယ်။ဒီအခြေအနေကိုထိန်းချုပ်နိုင်ဖို့အတွက်ဘူတာယုံဝန်ထမ်းတွေကသဲအိတ်တွေချထားတာရေစုပ်စက်တွေအသုံးပြုတာတွေကိုအသေးအတန်လှုပ်ဆောင်ခဲ့ကြရပါတယ်။လူဦးရေထူထပ်လာတဲ့မြို့တော်ဂျိုဂျိုနဲ့အနီးတစ်ဝိုက်ကပြည်နယ်တွေမှာမိုးကြိုးတွေတုံးပြည့်မိုးသီးတွေကြလဟောကျွေပြီးတော့တဲထန်စွာမိုးရွာသွန်းခဲ့တာကြောင့်ဂျိုဂျိုအနောက်ပိုင်းကဖူချူမြို့မှာဆိုရင်တော့တနအီအတွင်းမိုးရေချိန်50မီလီမီတာအထိစံချိန်တင်ရွာသွန်းခဲ့လို့လမ်းမတွေကချောင်းတွေလိုဖြတ်သွားပြီးတော့ကားတွေပါရေထဲကိုပိတ်မိကုန်ပါတယ်။
မုန်တိုင်းကအရှိဘက်ကိုဆက်ရွေ့သွားတာကြောင့်တာချီကာဝါနဲ့ကိုကန်နေဒေသတွေမှာပါအဆင့်3မိုးကြီးသတိပေးချက်ထုတ်ပြန်ခဲ့ရပြီးတာချီခါဝါရထားဘူတာယုံခမိုးကနေမိုးရီတွေတလဟောယိုစိမ့်ချလာလို့ပင်မဝင်ပေါက်တချို့ကိုပါပေးလိုက်ရတဲ့အထိအခြေအနေဆိုးရွားခဲ့ပါတယ်ဒီမုန်တိုင်းတန်ကိုအစိုးဆုံးနဲ့အဆိုးဆုံးခံလိုက်ရတဲ့ဟန်နိုမြို့လေးမှာတော့မုန်တိုင်းဗဟိုချက်ဖြတ်တန်းသွားပြီးမိနစ်ပိုင်းအတွင်းနေပြန်ပွင့်လာပေမဲ့မြေပြင်မှာတော့အခဲလိုက်ဖြစ်နေတဲ့မိုးသီးရေခဲတုံးတွေနဲ့ရွှွန့်ရည်တွေရောပြွန်ပြီးတော့ပေဝက်ကျော်လောက်အထိစုပုံနေတာကြောင့်လမ်းတွေလုံးဝချော်ပြီးတော့ကားတွေသွားမရပဲပိတ်မိကုန်တာပါဒါကြောင့်ရဲတပ်ဖွဲ့ဝင်တွေကလမ်းစုံတွေကိုကြိုးထားပိတ်ဆို့ခဲ့ရသလိုလမ်းပြင်အဖွဲ့တွေကလည်းတစ်ရွက်တွေတစ်ကိုင်းတွေနဲ့မိုးသီးတွေပိတ်နေတဲ့ရင်းနှုတ်မြောင်းတွေကိုအပြင်းထန်ရှင်းလင်းခဲ့ရပါတယ်စိုက်ပျိုးရေးဘက်မှာလည်းဂျပန်လက်ဖက်ရည်ကျန်းဖြစ်တဲ့ဆာယာမာချော်နဲ့ရာသီပေါ်သီးနှံတွေစိုက်ပျိုးထားတဲ့ဟန်နိုတောင်ကြားဒေသကလေယာမြေတွေမှာအရှိန်ပြင်းပြင်းကြားတဲ့မိုးသီးတန်ကြောင့်သီးနှံအရွက်တွေနဲ့အပင်ပေါက်လေးတွေအများအပြားပျက်စီးဆုံးရှုံးခဲ့ရပါတယ်လူနေရက်ွက်တွေမှာလည်းကားပတ်ကင်အမိုးတွေစုပ်ပြဲတာဖန်လုံအိမ်တွေပျက်စီးတာနဲ့မြေအောက်ခန်းတွေရေဝင်တာမျိုးတွေကြုံခဲ့ရပေမဲ့ကံကောင်းတာကတော့ကြိုတင်သတိပေးချက်တွေကိုအချိန်မီထုတ်ပြန်နိုင်ခဲ့လို့ပြည်သူတွေခိုင်ခန့်တဲ့အဆောက်အအုံနဲ့ခိုလုံနိုင်ခဲ့ကြတာကြောင့်မိုးသီးမှန်ပြီးတော့အသက်အန္တရာယ်စိုးရိမ်ရလောက်တဲ့အထိထိခိုက်ဒဏ်ရာရသူတော့မရှိခဲ့ပါဘူးအီတာဘာရှိနဲ့နေရီမရက်ကွက်တွေမှာဆိုရင်လေအရေးသွေးမြင့်မိုးလေဝသရေဒါပုံရိပ်တွေအရလူနေအလွန်ထူထပ်တဲ့ဒီရက်ကွက်တွေရဲ့အပေါ်ကောင်းကင်ယံမှာတီးတန့်ဖြစ်ပေါ်လာတဲ့လေစင်နှမောင်းအသေးစားလေးတွေကြောင့်အချိန်တိုအတွင်းအလွန်သေးထန်တဲ့မိုးတွေရွာသွန်းခဲ့တယ်လို့ပြသနေပါတယ်။ညနေပိုင်းရုံစင်းချိန်အသွားလာများတဲ့အချိန်မှာတချို့သောနေရာကွက်ကွက်လေးတွေမှာဆိုရင်တနာရီကိုမိုးရေချိန်100မီလီမီတာနေပါအထိကိုအမြင့်ဆုံးရွာသွန်းခဲ့တယ်လို့ခန့်မှန်းထားကြပြီးအဲ့ဒီအကျိုးဆက်အနေနဲ့ပင်မလမ်းမကြီးတွေပေါ်မှာရေတွေအကြီးအကျယ်စုပုံလာခဲ့ပါတယ်။အိုဆာကာမြို့မှာဆိုရင်လည်းမြေပြင်စောင့်ကြည့်ရေးကိရိယာတွေနဲ့ရေဒါစနစ်တွေအားကနေပြီးတော့မြောက်ဘက်ကိုရွှေလျားနေတဲ့မုန်တိုင်းဆဲကိုခြေရာခံလိုက်တဲ့အခါမှာအချိန်တိုအတွင်းရွာသွန်းတဲ့မိုးရေချိန်နှုန်းထားကတနာရီကို109မီလီမီတာအထိအမခန်းများပြားနေတာကိုမှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ဒီလောက်များပြားလွန်လာတဲ့လေထုရေထုဒုတဲ့ကြီးဟာဒေသတွင်ရေနှုတ်မြောင်းစနစ်တွေကိုလုံးဝဒီရေထုတဲ့ကြီးဟာပိတ်ဆို့သွားစေခဲ့ပြီးတော့ရွှွန့်ရည်တွေနဲ့အမိုက်တရိုက်တွေကအများပြည်သူသွားလာတဲ့လမ်းတွေပေါ်ကိုရေတကုံနေလို့စီးဆင်းလာခဲ့ပါတယ်။အလွန်လင်းမြန်စွာနဲ့ဆိုးရွားလာနေတဲ့ဒီအန်ဒီရဲ့အခြေအနေကိုတုံ့ပြန်တဲ့အနေနဲ့ဂျပန်မိုးလေဝသအေဂျင်စီကနေအရေးပေါ်သတိပေးချက်တွေကိုအစစ်မြင့်တင်လိုက်ပြီးတိုကျိုမြို့တော်အတွင်းကလူနေအလွန်ထူထပ်တဲ့နေရာတော်တော်များအတွက်အဆင့်3မိုးကြီးသတိပေးချက်ကိုထုတ်ပြန်ခဲ့ရပါတယ်။အထူးသဖြင့်မြေမျက်နှာသွင်ပြင်အရဂျိုင်းခွဲပုံစံဖြစ်နေတဲ့တာချီခါဝါမြို့နဲ့ကိုကနေမြို့တွေကရုတ်တရက်ရေကြီးရေရှမ်းမှုတံကိုအလွယ်တကူခံစားရနိုင်တဲ့အနေအထားမှာရှိနေတဲ့အတွက်ကြောင့်သတိကြီးကြီးထားပြီးတော့အနီးကပ်စောင့်ကြည့်ဖို့အထူးသတိပေးချက်တွေထုတ်ပြန်ခဲ့ပါတယ်။ဒါမှန်တွေရသည့်မိုးသက်မုန်တိုင်းအဆင့်ကနေအလွန်တရာအပြည့်စည်းကြီးမားတဲ့သဘာဝဘေးအန္တရာယ်ကြီးတစ်ခုအဖြစ်ကိုချက်ချင်းပြောင်းလဲသွားစေခဲ့တဲ့အဓိကအကြောင်းရင်းကတော့ကြီးမားသိသိလာတဲ့မိုးသီးတွေရုတ်တရက်အလုံးရင်းနဲ့ကြာဆင်းလာခဲ့တာကြောင့်ပဲဖြစ်ပါတယ်။မိုးလေဝသရူပဗေဒပညာရှင်တွေရဲ့အဆိုအရမုန်တိုင်းတိမ်တိုက်ကြီးတွေရဲ့အလွန်မြင့်မားတဲ့တည်ရှိမှုအနေအထားနဲ့အောက်ကိုထိုးဆင်းလာတဲ့လေစီးချောင်းတွေရဲ့ပြင်းထန်တဲ့တွန်းကန်အားတွေကြောင့်ဒီမိုးသီးတွေကမြေပြင်ကိုရိုက်ခတ်တဲ့အချိန်မှာတနာရီကိုကီလိုမီတာ100ကျော်အထိရှိတဲ့အလွန်မြန်ဆန်တဲ့အလင်းနဲ့ပြုတ်ကျလာခဲ့တာဖြစ်တယ်လို့ရှင်းပြခဲ့ကြပါတယ်။ဒီအချိန်မှာပဲအမိုးကမရှိတဲ့ကားပါကင်တွေမှာရပ်ထားတဲ့ကားတွေအမြန်လမ်းမကြီးတွေပေါ်မှာမောင်းနေကြတဲ့ကားချောင်ပေါင်းများစွာလည်းအကြီးအကျယ်ပျက်စီးဆုံးရှုံးမှုတွေနဲ့ကြုံတွေ့ခဲ့ရပါတယ်။ထို့ကြောင့်မြို့အနောက်ပိုင်းရက်ွက်တွေတလျှောက်မှာကားလေကာမန်တွေ၊ကွဲကြေတာတွေ၊ဘေးကြီးမှန်တွေအကွဲတာတွေ၊ကားကောင်းပုံးတွေအကြီးအကျယ်ချိုင်ဝင်ပျက်စီးတာတွေဇက်တိုက်ဆိုသလိုဖြစ်ပွားခဲ့တယ်လို့သတင်းမှတ်တမ်းတွေအရသိရပါတယ်။ပြင်းထန်လွန်းတဲ့မိုးသီးတွေကြောင့်မြို့တော်ရဲ့စင်ကြေပုံးဒေသတွေမှာရှိတဲ့စိုက်ပျိုးရေးစုံတွေကဖန်လုံအိမ်အမိုးတွေလူနေအိမ်တွေရဲ့အလင်းဝင်မှန်ခေါင်မိုးတွေစင်ကြေပုံးရထားဘူတာယုံဝင်ပေါက်တွေကမှန်အမိုးတွေအပါအဝင်ထိခိုက်လွယ်တဲ့အမှန်အဆောက်အုံထောင်ပေါင်းများစွာလဲကွဲအပ်ပျက်စီးခဲ့ရပါတယ်။စိုင်တာမပြည်နယ်အစွန်ပိုင်းနဲ့ထိုကျိုမြို့အနောက်ပိုင်းကစင်ကြေပုံးလေသမားတွေကသူတို့ရဲ့ယာတီပေါ်အရွက်စားဟင်းသီးဟင်းရွက်တွေတစ်သီးချန်တွေနဲ့အပင်ပေါက်လေးတွေကအကျဉ်းတော်ကင်းမလာတဲ့ရေခဲမိုးသီးတွေရဲ့ဆက်မပြတ်ရိုက်ခတ်မှုကြောင့်စုပ်ပြတ်သက်ကုန်ပြီးတော့အကြီးအကျယ်ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ဝန်내ပူဆွေးစွာနဲ့သတင်းပို့ခဲ့ကြပါတယ်။
အမိုးကရှိတဲ့အဆောက်အုံတွေစီအချိန်မီမပြေးနိုင်ပဲအပြင်ဘက်မှာရှိနေခဲ့တဲ့လူဒါဇင်ပေါင်းများစွာကလည်းမိုးသီးတွေဓာတ်ရိုက်ထိမှန်တာကြောင့်နာကျင်တဲ့ဘုံပဲ့တံရတွေသွေးထွက်တံယိုတံရအသေးစားလေးတွေရရှိခဲ့ကြပါတယ်။ဒီအခြေအနေတွေကြောင့်အရေးပေါ်ဆေးဘက်ဆိုင်ရာဝန်ဆောင်မှုအဖွဲ့တွေကပြည်သူတွေကိုအပြစ်မဲ့ထွက်ပဲအိမ်ထဲမှာပဲနေကြဖို့အထူးမြတ်တာရက်ခံနှိုးဆော်ခဲ့ရပါတယ်။ထို့ကြောင့်မိသက်တပ်ဖွဲ့နဲ့ဒေသတွင်အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တွေကလည်းသူတို့ရဲ့လုံနိုင်စွမ်းအကန့်အသတ်တွေအထိအစွမ်းကုန်ကြိုးပမ်းခဲ့ကြရပြီးတော့နေရာအနှံ့မှာဖြစ်ပွားနေတဲ့အရေးပေါ်အခြေအနေတွေကိုတုံ့ပြန်ဖြေရှင်းဖို့အတွက်ကယ်ဆယ်ရေးတပ်ဖွဲ့ဝင်ရပေါင်းများစွာကိုအမြန်ဆုံးဆေလွတ်ခဲ့ကြရပါတယ်။မုန်တိုင်းတိုက်ခတ်နေချိန်အတွင်းအန်ဒီရဲ့အများဆုံးအဆောက်အအုံပိုင်းဆိုင်ရာအားနည်းချက်တစ်ခုကတော့စင်ကြေဘုံဒေသတွေကလမ်းအောက်မြေနေပိုင်းဖြတ်လန်းနေပဲဖြစ်ပါတယ်။ရထားလမ်းကူဂိတ်တွေအောက်မှာအမြင်အားဖြင့်မသိတာပေမဲ့အလွန်နဲ့ရှိုင်းစွာစုပုံနေတဲ့ရှေးအိုင်တွေကိုမောင်းဝင်မိသွားတဲ့လူစီကားအများပြားကရှေးဘုံဘောလောပေါ်မျောပါသွားခဲ့ကြပါတယ်။အရေးပေါ်ကယ်ဆယ်ရေးလုပ်သားတွေကထိုချိုမြို့အနောက်ပိုင်းကနေရာတော်တော်များမှာရေထဲပိတ်မိနေတဲ့ကားသမားတွေကိုကယ်တင်နိုင်ဖို့ရှင်ဘက်လောက်ထိနဲ့တဲ့ရေတွေတဲကိုဆင်းပြီးတော့အသက်လူကယ်တင်ခဲ့ကြရပါတယ်။မိုးကြိုးပစ်ခတ်မှုတွေလျှက်စစ်မီးလိုင်းတွေကိုအဆက်မပြတ်ဆိုသလိုပြစ်မှတ်ထားရိုက်ခတ်နေခဲ့ပြီးကန်တိုဒေသတဝမ်းလုံးက transformer တွေနဲ့ပိုအားမြင့်လျှက်စစ်တအားလိုင်းအများအပြားကိုထိမှန်ခဲ့ပါတယ်။အဲဒီနောက်ဆက်တွဲအနေနဲ့လျှက်စစ်တအားရုတ်တရက်မြင့်တက်လာမှုတွေဖြစ်ပေါ်ခဲ့ပြီးတော့နေရာကွက်ကြားလျှက်စစ်မီးပြတ်တောက်မှုတွေဇက်တိုက်ဖြစ်ပွားခဲ့ပါတယ်။ဒီအတွက်ကြောင့်ပင်မလန်းစုံလမ်းကွာကြီးတွေကရှင်ကျော်ထိန်မီပွိုင်းနေယာယီအလုံးမလုံးတော့ပဲရပ်တန့်သွားခဲ့သလိုစိုက်တာမနဲ့ထိုချိုမျိုးတွေကလူနေအိမ်ထောင်ပေါင်းများစွာလဲလျှက်စစ်မီးပြတ်တောက်မှုတန်ကိုခံစားခဲ့ကြရပါတယ်။ဒီကနေ့တင်ဆက်ပေးခဲ့တဲ့ဂျပန်ကပျောက်ကြားရေခဲမုန်တိုင်းကြီးအကြောင်းကတော့ဒီလောက်ပါပဲ။တဘောဝတရားကြီးရဲ့ကြောက်စရာကောင်းတဲ့အင်အားနဲ့ဘယ်တော့မှကြိုတင်ခံမှန်းလို့မရတဲ့ရာသီဥတုဖောက်ပြန်မှုတွေကိုဒီဖြစ်ရက်ကနေပြီးတော့တက်တည်ပြနေပါတယ်။နောက်ထပ်လည်းအခုလိုထူးခြားပြီးတော့စိတ်ဝင်စားစရာကောင်းတဲ့ပြည်ပသတင်းတွေကိုအမြန်ဆုံးဆက်လက်တင်ဆက်ပေးသွားမှာမို့ကျမတို့ရဲ့ channel လေးကိုအမြဲတမ်းစောင့်မျှော်အားပေးကြပါဦး။အဆုံးထိကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်။